Menglabanci. Menglaba. Cina putri thana transfer apa ya? Hobi. Unci ni aku unci thana ati tu si thara tu deh. Aku pertama song ni unci ku, ni aku basic cine, aku minta suruh jom deh, kan? Unci ini kalau kira hari ni basic. Ya mana. Cuma wabok. Kembali miune mesana ne amat ni. လွတ်တော်ကိုယ်စားလှယ်ဥဖွေအားအခုဒီနိုင်ငံတော်အစိုးရကနေပြီးတော့ဒီတိုင်းပြည်ရဲ့လိုအပ်ချက်အရာပြောင်းလဲချက်တစ်ခုအနေနဲ့ပြန်လဲဖွဲ့စည်းတဲ့ဒီလာဝကနဲ့လူဆောင်အရေးမြင့်မှာဒီဝန်ကြီးအနေနဲ့လွန်ခဲ့တဲ့အပတ်လွတ်တော်မှာပဲအတည်ပြုလိုက်တာပါဒီเราว่าการจีบเชื่อเรายิงก้าวอันนู้นเป็นมาแล้วพูดแต่เลยบอกเนาะด้วยจงไปดูยิงก้าวတော့เป็นมาမလုပ်ဘူးဆိုပါစတာလုပ်ဖို့တယ်ပါစတာကိုဆယ်နှစ်လုပ်ဖို့တယ်ဓမ္မဆရာပေါ့ဆယ်နှစ်လုပ်ဖို့တယ်ဆိုတော့ဒီခက်ခဲလေးကြုံနိုင်တယ်လေပါအခုကျွန်တော်တို့လုပ်ငန်းနေမှာတော့အခက်အခဲတွေကတော့တလောက်ကြီးတော့ကြုံနိုင်စရာတော့အကြောင်းမရှိဘူးဘာလို့လဲဆိုသူ့ရဲ့ဟွာဒီလူထုံးလုံနည်းဥပဒေတွေမူဝါဒတွေစီမင်းစည်းကမ်းတွေအကုန်လုံးရှိပြီးသားလေဒီထဲမှာဥပမာလုပ်ငန်းဖို့ဆိုရင်လည်းသူ့အတူ data တွေရှိပြီးသားဖိုင်တွဲတွေရှိပြီးသားအဲ့ရှိပြီးသားပုံမှာပဲကျွန်တော်တို့ကနည်းဥပဒေလူထုံးလုံနည်းတွေနဲ့ပဲကျွန်တော်တို့သွားမယ်ဆိုတော့ဘာမှအခက်အခဲမရှိဘူးကျွန်တော်ရဲ့အခုဒီဝန်ကြီးလာဝကဝန်ကြီးပေါ့နော်အဲ့ဒီအတစ်ဒူးလာတယ်ဆိုတော့အတိကပါဒီအခုလောက်ခုပြင်ဆင်နေတာရှိတယ်။ဝန်ကြီးရဲ့တနည်းခွဲတာပါဒီအတိကလောက်မလဲပေါ့အဲ့လိုဆုံးဖြတ်ထားတာတွေစဉ်းစားထားတာတွေရှိတယ်။တော်တော့ကျွန်တော်တို့ဟောပေါ့မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာလည်းပြောထားပြီးတယ်လို့ပဲကျွန်တော်ရဲ့ဌာနမှာじゃလာဝကလူဝမှုကြီးကြရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနရဲ့အလို့သမားညွှန်ကြားရေးရဲ့အလို့သမားဆက်ဆံရေးရဲ့ဒီတုံးခုပဲရှိတော့ဒီတုံးခုရဲ့လုပ်ငန်းတွေကိုကျွန်တော်လုပ်မယ်တီကအဖြစ်တော့ဒီလဝကနဲ့ပတ်သက်တဲ့အရာတွေကတော့ကျွန်တော်တို့ကဒီလဝကအဲ့ဥပဒေနဲ့ဆိုင်တဲ့ဥမာဟိုနိုင်ငံခြားဝင်အထွက်ဒီတရားမဝင်လာလားထွက်တာလားဆိုတဲ့အားလေးတွေကိုကျွန်တော်တို့ကစီစီပြီးတော့ဥပဒေနဲ့မညီတဲ့ပုဂ္ဂိုလ်တွေကိုဥပဒေအရာကျွန်တော်တို့အရေးယူသွားမယ်တရားဝင်ဥပဒေမူပေါင်းနဲ့ဒီဝင်လာတဲ့သူတွေဆိုရင်လည်းကျွန်တော်တို့ကကြိုဆိုရမှာပဲဒါအလုသမားညွှန်ကြားရေးနဲ့ဦးစီးဌာနနဲ့ကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ပြန်လည်နေလူမှုဝန်ထမ်းဦးစီးဌာနနဲ့လူကပြန်နဲ့ညှိနှိုင်းပြီးတော့သူတို့နဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကပြန်လည်နေရာချထားရေးတွေလည်းဆောင်ရွက်ရမှာဒါလည်းကျွန်တော်တို့မှာအခုပဲပြန်လည်ဖွဲ့စည်းတဲ့အတွက်ကြောင့်ဘတ်ဂျက်တွေလည်းမရှိသေးဘူးမရှိသေးတော့ကျွန်တော်တို့ကခဏနေဆိုဒီကိစ္စတွေကျွန်တော်တို့ဆွေးနွေးမယ်ဆွေးနွေးပြီးတော့ဒါတွေလည်းပဲကျွန်တော်တို့ဆောင်ရွက်မယ်ပုံစံ30ဒီမရှိတဲ့ဟာတွေကိုလည်းကျွန်တော်တို့စီစီပြီးတော့ဆောင်ရွက်မယ်မပုံတင်နေနိုင်တုံးက10နှစ်ကနေပြီးတော့ဟို16နှစ်ကြာမရသေးတဲ့ဟာတွေလည်းကျွန်တော်တို့ကဆက်လက်ပြီးတော့ဆောင်ရွက်ပေးမယ်ပြီးလို့ရှိရင်16နှစ်ပြည့်တဲ့သူတွေလည်းမရသေးတဲ့သူတွေသူက2020ရွေးကောက်ပွဲမှာမဲထည့်နိုင်ဖို့အတွက်ကျွန်တော်တို့ကဒါလေးတွေလည်းစီစီပြီးတော့ကျွန်တော်9မြို့နယ်မှာတတ်နိုင်ဆုံးကျွန်တော်တို့ဆောင်ရွက်သွားမယ်ဒါအခြေခံလူဦးရေစင်းတွေရနိုင်ဖို့ကျွန်တော်တို့ဌာနနဲ့ပူးပေါင်းပြီးတော့ဌာနတွေနဲ့ကျွန်တော်တို့ကဆောင်ရွက်သွားမှာပါကျွန်တော်တို့ဒီချင်းနေထားရပြီးအဓိကတော့အသက်ဆက်စစ်မပြည့်တော့မှပုံတင်မလုပ်တဲ့လူတွေဖြစ်ရှိလာတတ်တယ်လို့ရှိရတော့ထဲမှာပေါ့ဟုတ်တယ်အသက်ကြီးပြီးမှလည်းပုံတင်မရှိဘူးဆိုတဲ့ဟာတွေရှိရဟိုသူတို့ဒီရောဘလူးနဲ့သူတို့မေးထင်းနေအောင်ပေါ့နော်အသက်ကြီးပြီးသားလို့ဒီမှာပုံတင်မရှိတော့ဘူးလို့ပြောနေတဲ့လူတွေရောပြီးရင်အသက်ပြည့်သားနဲ့ပုံတင်မလုပ်တဲ့လူတွေရောဗာများဒါဒီလည်းပဲကျွန်တော်တို့ကအတတ်နိုင်ဆုံးလို့ဆောင်ရွက်သွားမှာပါဘာလို့လဲဆိုတော့သူတို့ရဲ့ဒီရက်ကျေးမှာရှိတဲ့ဒီထွေးဥတွေရက်ကျေးဟိုပေါ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေရှိတာကိုသူတို့ရဲ့ထောက်ခံချက်တွေနဲ့ခိုင်လုံတဲ့အထောက်အထားတွေရှိရင်ဒါတွေလည်းပဲမခက်ခဲပါဘူးဒါအတတ်နိုင်ဆုံးတော့မဲထည့်နိုင်အောင်လို့ကျွန်တော်တို့စ조사မယ်ဒါအပြင်ဒီပုံစံ30တို့ဘာလို့ဆိုတာလည်းပဲတော့ရွေးကောက်ပွဲထွေဟိုပေါ့ကျေးလက်အုပ်ချုပ်ရေးရက်ကျေးအုပ်ချုပ်ရေးမှုတို့ရွေးချယ်တဲ့နေရာမှာဒီအင်ထောင်စုစည်းနေမရှိဘူးဆိုရွေးချယ်လို့မရအဲ့ဒီကတော့လည်းကျွန်တော်တို့တပါးဒီအတုံးဝင်အောင်ကျွန်တော်တို့ဆောင်ကျွန်တော်အခုမှကျွန်တော်ဒီနိုင်ငံခြားမှာရှိနေတဲ့မလေးရှားအိန္ဒိယအဓိကမီဇိုရမ်မှာရှိတဲ့ကျွန်တော်ချင်းနေ
င်ထောင်စုစင်းဒီဖတ်ပုံတင်တွေလွှင့်ပြပြီးတော့တို့ဘာမှအထောက်ထားမရှိတော့တဲ့မိသားစုတွေအများကြီးရှိတယ်လို့ကြားရပါတော့နော်ရှိနေတယ်ဆိုတော့အဲ့ဒါဒီလူတွေရောပြန်လာရင်ပေါ့နော်ဝန်ကြီးဘက်ကဘယ်လိုလုပ်နေလဲဦးနိုင်ဖို့ရှိတယ်တရားကြတော့အတိကဟွာပေါ့ပြန်ဝင်လာမဲ့ဟွာကနေဆိုင်မယ်ပြန်ဝင်လာမဲ့ဝန်ထုတ်ကိကနေဆိုင်မယ်ဒီပြည်တော်စုနဲ့ပူးပေါင်းပြီးကျွန်တော်တို့ဒါလေးလည်းဆောင်ရွက်မယ်အတိကတော့လူထုံးလုံနည်းနဲ့အညီပဲကျွန်တော်တို့ဆောင်ရွက်မယ်သူ့မှာခိုင်လုံတဲ့အထောက်အထားဘာမှမရှိဘူးဆိုရင်ဒါမရှိတယ်လို့တော့သွားမှာပဲဒါပေမဲ့တစ်ခုခုတော့သူ့မှာခိုင်လုံတဲ့အထောက်အထားတော့ရှိနေမှာပဲဟုတ်တယ်မဟုတ်လားဒီနိုင်ငံသားဆိုရင်တစ်ခုခုတော့ရှိနေမှာပဲလေဒီပေါ်မှာဥပဒေနဲ့ညီမညီလူထုံးလုံနည်းနဲ့ညီမညီကိုစစ်စစ်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်သွားမှာပါအခုကျွန်တော်တို့တကောင်စင်းဟိုဆိုဒီ2020ရွေးကောက်ပွဲအတွက်ပေါ့နော်လာဝကရေဒီသူတို့ရဲ့အောက်ချွေးမှုရဲ့ဟိုကော်မရှင်ရုံးပူပေါင်းပြီးတော့ဟိုမေးစင်းပြုစုမှုတွေဘာတွေလုပ်နေလို့ကြားရပါလေအဲ့မှာစလိုက်မိုင်လို့ပေါ့ရှိမှမထားရဘူးဥတော်နဲ့ပဲနေလဲလာရမယ်ဆိုတာလေးတွေလည်းဟိုကြားထားပြီးသားဖြစ်ပါလေအဲ့ဒီပုံမှာဟိုလာဝကကနေဟောဘယ်လိုဝန်ကြီးနေနဲ့ပေါ့နော်အဲ့ဒီကိစ္စရုံးကိစ္စနဲ့မဆိုင်လဲဘယ်လိုထင်မိတယ်လဲအဲ့ဒါလည်းပဲကျွန်တော်တို့ကအခြေခံဥပဒေဒီအခြေခံဥပဒေဆိုလုထုံးလုံနည်းနဲ့ဆိုင်တဲ့အတွက်ကြောင့်ဒါလုထုံးလုံနည်းနဲ့ပဲသွားမှာပဲเนาะဒါအရေးကြီးတာကတော့ကိုဟာဘာလိုမျိုးဖြစ်တယ်ဆိုတာကိုယ့်ရဲ့စိတ်ထဲမှာဟိုရှိနေဖို့ပဲလိုပါတယ်เนาะဒီပေါ်မှာရေးမှကိုကချင်းဖြစ်သွားမယ်ဒီပေါ်မှာရေးမှပမာဖြစ်သွားမယ်ဆိုတာလည်းပဲမဟုတ်ပါဘူးဒါကတော့ဒါလောလောဆယ်အခြေခံဥပဒေဒီဥပဒေလာဘကဥပဒေဒါတွေမပြင်ဆင်ချင်းကတော့ဒီအတိုင်းပဲကျွန်တော်တို့သွားရမှာဒါပြင်ဆင်ဖို့အတွက်လည်းလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေသူတို့ကလိုအပ်တယ်ဆိုရင်သူတို့ကလွှတ်တော်မှာတင်ပြပြီးတော့ဆွေးနွေးကြမှာကျွန်တော်လက်လာကြားသိတယ်လို့ပေါ့နော်ဒီထန်တလိုင်းပဲဖြစ်အခြားမျိုးနေတွေပါပဲဖြစ်ဟိုမှတ်ပုံတင်ပြုတ်တာတွေထောင်စုပြုတ်တာတွေဟိုမရှိသေးတဲ့ဟိုလောက်ပေးတာတွေအများကြီးကျွန်တော်ကြားရတယ်ပတ်ဆိုင်3000တသိန်းဒေးသိန်းကသိယူပြီးတော့မှတ်ပုံတင်ဟိုဆုံးပြီးသားလူတွေပုံမှန်လေးတို့ကနာမည်တုံးတွက်လောက်တာတွေကျွန်တော်ကြားသိနေရတယ်ဆိုတော့မှတ်ပုံတင်လောက်ရင်လည်းဟို1000နော်အနည်းဆုံး9000ကနေ1000ချက်တောင်းနေတာတွေတွေ့ရတယ်အဲ့ဒါတွေရောဝန်ကြီးတွေနဲ့ပါအများဆောင်ရွက်ပြီးဒါဒီကတော့ကျွန်တော်တို့ပြန်ပြီးတော့စီစီရမှာပေါ့ဥမာဒီအဲ့ဒီလိုပေးတဲ့ပုဂ္ဂိုလ်တွေစွန်လည်းပဲသူတို့ဟာနဲ့သူတို့ပေးတဲ့ပုဂ္ဂိုလ်ကိုတိုင်ဖို့ပဲရှိတာဒါပေမဲ့ကျွန်တော်တို့ဒီဟိုပေါ့အာဂတိကင်းစင်ဖို့အတွက်ဟုတ်တယ်အာဂတိကင်းစင်ဖို့အတွက်ကျွန်တော်တို့ကဆက်ပြီးတော့ဆောင်ရွက်မှာပါဒါမနေ့ကပြည်နယ်အဆင့်ဒီခရိုင်အဆင့်ဒီဟာခါမြို့နယ်အဆင့်မှာဆိုဒီဟာတွေကိုကျွန်တော်မနေ့ကတွေးဆုံပွဲလုပ်ပြီးတော့ကျွန်တော်တို့ဒီဟာတွေဝန်ဆောင်မှုတွေလုပ်တဲ့အချိန်မှာဒါပြည်သူတွေညှိမသွားအောင်အာဂတိကင်းစင်အောင်ကျွန်တော်တို့တာဝန်နေဝတရားတွေထက်ကပေးရတဲ့တာဝန်ကိုကြည်ပွန်စွာထမ်းဆောင်ကြဖို့ကျွန်တော်မနေ့ကဒီရုံးနေမှာမှာကြခဲ့ပြီပဲဒီလိုပဲကျွန်တော်တို့ဆက်ပေးလို့မှာဝန်ကြီးနေနဲ့တော့ကျွန်တော်ပြည်သူလူထုချင်းပြည်သူလူထုဖက်မှာပေါ့နော်ဗာများမှာချင်းလာတယ်ကျွန်တော်တို့ဒီဆက်ပြီးတော့တစ်နှစ်ခွဲကျန်ရှိနေတဲ့ချင်းမှာဗာများပူပေါင်းပြီးတော့ချင်းလာတယ်မှာချင်းလာတယ်ချင်းပြည်လူထုအနေနဲ့တော့ဘောလုံးကပြောတယ်လို့လိုအပ်ချက်တွေရှိရင်တစ်ဆိုင်ရာအဆင့်ကိုတင်ပြပြီးတော့နောက်ဆုံးကျွန်တော်တို့ပြည်နယ်အစိုးရအဖွဲ့အထိရောက်လာအောင်ကျွန်တော်တို့အစီအမံတင်ပြလို့ရှိရင်ကျွန်တော်တို့လည်းအားကြုံမှန်တဲ့ဒီဌာနတွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေလိုချင်တဲ့ဟိုပါပေါ့စန္ဒမပြည့်စုံရင်တော့မှနော်အထောက်အပံ့လေးတော့ဖြစ်အောင်ကူညီနိုင်တဲ့အတိုင်းအတာအထိကျွန်တော်တို့ကူညီသွားဖို့အားလုံးကိုပြည်သူလူထုကိုလည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟိုစကမ်စတ်ခုကျွန်တော်ထပ်မေးချင်တာကဘယ်နဲ့တနေ့ကဟို Facebook effect ဟက်ခံရတယ်လို့ကြားရတော့လေစိတ်တော့မကောင်းအဲ့ဒါလေးဘာလို့ဖြစ်သွားလဲပေါ့နော်ဒီသူများဟိုပတ်စံလေးအဲ့ဒီဝန်ကြီးနာမည်ဟို Facebook နာမည်လေးနဲ့ဟိုအလင်ခံရတယ်ဆိုတာကြားရတော့စိတ်တော့မကောင်းဟုတ်တယ်တခုအဲ့ဒါအဲ့ဒီ Facebook ကလည်းပဲဟိုကိုကအယတဘဝကနေတုံးခဲ့တဲ့အကောက်တုံးခဲ့တဲ့အကောက်ဆိုတော့ဟိုလွှတ်တော်ကိုယ်စားလှယ်ဘဝမှာတော့ဘာမှမဖြစ်ဘူးအခုဒီအစိုးရဖွဲ့တဲ့မှာဝင်တော့ဘာမှတော့မတင်သေးဘူးဟိုလိုက်ပါစေနာမှာကျွန်တော်တို့ကတိပင်ဆိုင်ပွဲတော့သွားတော့အဲ့မှာအစိုးရဖွဲ့နဲ့ဌာနဆိုင်ရာများပူးပေါင်းပြီးတော့ဒီအပင်စိုက်တယ်ဗောစိုက်တဲ့တရင်လေးကိုတင်လိုက်တော့အဲ့ဒီကအင်ပြန်ရောက်လာတော့အဲ့ဒီစနေနေ့6ရက်နေ့တင်ပါတယ်စနေနေ့ဟာအဲ့ဒီမှာသူတို့က
ဟိုစိုးစိုးကလေးလေးလာထားတာတော့ရှင်းရှင်းမှာပေါ့အဲ့ဒါ hit ပစ်တာအဲ့တခါပြန်ပြီးတော့ဟိုတားစီမှာဖုံးဆက်လိုက်တော့တားကနေပြီးဟိုကိုတောင်းတယ်သူဘယ်လိုလုပ်လိုက်မှန်းကိုမသိဘူးဘာလဲshow one number လေးshow one number လေးကျွန်တော်စီမှာ message နဲ့ဝင်လာတယ်အဲ့ဒါလေးကိုသူတောင်းအဲ့ဒါလို့ပြန်ရိုက်ပေးတယ်နဲ့တူတယ်အဲ့ပြန်ပေါ်လာတာမကြောက်9မိနစ်အတွင်းမှာပြန်ပြောက်သွားတယ်အဲ့လုံးဝကိုပြောက်သွားတော့ကဲတာဆိုတော့နေပါစီတော့နော်ဟဲ့ခံရပြပြဘာမှမရှိတော့ဆိုမတုံးလည်းမတုံးတော့နေပါစီဆိုပြီးတော့ဒီအဟောင်းကိုနော်ဘုံဟောင်းအဲ့ဒီရီပြီးတော့ကိုပုံကလေးကိုအင်ဂျီအဖြူကိုကြားလေးနဲ့တင်ထားတဲ့အားလေးအဲ့ဟစ်ပြီးတော့မကြောက်ဘူးတမီးကိုလည်းသူတို့ဟစ်လိုက်တာအဲ့ဒီ messenger ထဲမှာတမီးနဲ့စကားပြောပြီးတော့သူပိုက်ဆံလိုရင်ကိုသူကအဆောင်မနေတော့အဲ့ဒီဒူနာပြိုးချောင်းမနေတာကိုစကားပြောဖို့အခက်ရှိရင်သူဟွာလေးနဲ့ messenger နဲ့ပို့အဲ့ဒီဟာလေးကိုသူတို့မြင်နာဖြစ်မှာပေါ့သူတငယ်ချင်းတွေလည်းဒီထဲမှာဝင်ပြီးတော့သူတို့မြင်နာဖြစ်မှာအဲ့နှစ်ခုစလုံးကို happy တော့နှစ်ယောက်လုံးစကားပြောတဲ့ပုံစံနဲ့အပြင်ကိုတုံးတော့တာတုံးပြီးတော့ဒီနီးရတမီးရငွေလိုတဲ့အကြောင်းနေအဖေကပို့မယ်ဆိုတဲ့ဟာလေးဒီအဲ့ဒါဒီကိုအကြောင်းပြုပြီးတော့အဖေသူကခုချိန်မှာအဖေမအားသေးလို့တကယ်ချင်းကူညီပါအောင်ဆိုတဲ့သဘောမျိုးအနေနဲ့ကိုကမအားလို့တမီးကိုပိုက်ဆံမပို့အားဘူးကူညီပေးပါအောင်ဆိုပြီးတော့ကိုကအကူညီတောင်းတယ်လို့မျိုးအဲ့လိုမျိုးတွေလုပ်ပြီးတော့တရားဒီသူတို့ကိုပါသွားတယ်ထင်ပါတယ်ကမ်ပလက်က2ယောက်တယောက်က3တင်းတယောက်က2တင်းsorry 3တင်းနောက်တယောက်လည်းရှိသေးတယ်လို့ပြောတယ်အဲ့ဒီတော့ကကျွန်တော်တို့ဒါလေးတွေကိုစရင်သူ့ရဲ့ဟိုဘုံငွေထွဲတဲ့ number ဒီကုန်း number အကုန်လုံးယူပြီးတော့အချင်းနာရအကုန်လုံးယူပြီးတော့ဟိုကိုကျွန်တော်တို့စစ်တွေရေးကိုကျွန်တော်တို့ညှိနှိုင်းစာတင်ထားတယ်ရေးတွေရောအကြောင်းကြားထားရှိရေးတော့အကြောင်းမကြားသေးဟိုကနေပြီးတော့ဒီစစ်တွေရေးကိုအကြောင်းကြားပြီးစစ်တွေရေးကနေ check ပြန်လုပ်ပြီးတော့ကျွန်တော်ရဲ့ number နဲ့အဲ့ဒီကနေပြန်ကြည့်ပြီးသူ location တွေပြီးလို့ရှိရင်သူထုတ်တဲ့one money ဟို sign တွေပေါ့အဲ့ဒါဒီပဲနေရဆိုတာသူတို့တီးလို့ရှိရင်အဲ့ဒီကနေ CCTV ရှိမရှိကိုပြန်ပြီး check ပြီးတော့ဒါကျွန်တော်တို့အတွက်လည်းပဲအဲ့ဒါလိုပြန်ပြီးတော့ဆောင်ရွက်ပေးတာလိုအပ်ရင်တော့ဒီဟာပေါ်ပေါက်လာတယ်ဆိုရင်တော့ကျွန်တော်တို့ကတရားတော်ဆွဲပါတယ်အဲ့ဒါဝန်ကြီးဖြစ်ပေါ့နော်ဝန်ကြီးဖြစ်နေဝန်ကြီးအတင်းနဲ့လို့တက်လာလို့ဟိုလူတူကဟိုအဲ့လိုလောက်တာလာမှမဟုတ်ဘယ်လိုမျိုးနဲ့အဲ့လိုဟက်ခိုင်းရတယ်ဒါလုံချုံကြီးနဲ့ပတ်သက်နေသလားဟိုတစ်ခုကဟိုမနာလူနဲ့ဟိုမတမာနီးနဲ့ပေါ့နော်ဟိုအဲ့လိုဝင်ကြီးကိုလောက်နေသလားဆိုတာများတွေးမိတာရှိတာအဲ့လိုလဲတွေးတော့မတွေးဒါပေမဲ့ဒီဟာဒီကိုကြည့်တော့ဂျန်တဲ့ဟာဒီကဘာမှထူးထူးထွေထွေတင်တာပြီးလို့ရှိရင်တိုက်ခိုက်တာပြီးလို့ရှိရင်နော်ဟိုကျွန်တော်တို့ကိုပုတ်ခတ်တဲ့တရင်နေတော့ဘာမှတော့မပါဘူးအတိကတော့သူကတယောက်နဲ့တယောက်ဟွာလုတ်တဲ့နေရာမှာချစ်စစ်တဲ့နေရာမှာငွေကိုပဲဦးတည်တယ်ဆိုတော့အဲ့ဒီဟွာလေးကိုငွေနဲ့ပတ်သက်မယ်လို့ပိုက်ဆံနဲ့ပတ်သက်မယ်လို့ပဲယူဆတာပေါ့လောဆယ်တော့ဆုံးဖြတ်လို့တော့မရသေးဘူးဒီဟိုမေးလို့တော့တကယ်တော့တင်တယ်အခုကျွန်တော်ဒီ flat တော်မှာဒီဝန်ကြီးနေရာမှာကျွန်တော်ချင်းပြည်နယ်ဒီရုပ်ပိုင်းတော့ရုပ်ပိုင်းတောင်ပိုင်းဆိုတဲ့ဟိုအတန်လေးတွေရောဖတ်လာတာကြီးပေါ့နော်ဒီကျွန်တော်ချင်းတို့ကြမှာအားလုံးတော့တချို့နေရာတွေ့ရတယ်ဟိုခုနေရာပေးတာဒီဝင်စီနေရာပြန်ပေးတာလေးတင်ကားတို့ဘတ်တော်ထားတို့ထားဟိုနေရာနဲ့ပြန်ရစေးထားတာမျိုးဟိုပါများပြုတ်ချင်တယ်ပေါ့နော်အဲ့ဒါတကယ်ညီညွတ်တာဟိုမော်ဝေးနဲ့အပေါ်ရန်ကလည်းလူတွေကဆွဆွေးပြီးတော့ပြောနေတာတချို့ကြတော့ဘယ်လိုပြောမလဲဆိုတော့နိုင်ငံရေးပါတီတွေလည်းအများကြီးရှိတယ်။နဲ့ကြားထဲမှာဟိုလူမျိုးစုຫນွယ်တွေလည်းအများကြီးတော့ရှိပါတယ်။အဲ့ဒီကြားမှာဝိဝါဒဒီကွဲပြားတဲ့အားတွေတော့အများကြီးရှိတာပေါ့။သူကလည်းတစ်မျိုးတင်မယ်ကိုလည်းတစ်မျိုးမြင်မယ်။အဲ့ဒါလေးတွေတော့ရှိမယ်။တော်လည်းပဲဒီအရင်ကဖွဲ့စည်းခဲ့တဲ့ဝန်ကြီးဌာနတွေကိုလည်းကြည့်ပြီးတချို့ကတော့ပြောရင်ပြောမှာပေါ့ဒါကလည်းသူ့စိတ်ထဲမှာလောလောလတ်လတ်ပြောလို့ရတာပေါ့ဆိုတော့ဒါသူ့စံတနဲ့သူ့စိတ်ထဲမှာရှိတဲ့ဟာနဲ့သူပြောတယ်လို့ပဲကိုကတော့ယုံကြည်ပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနေ့ဝန်ကြီးဌာနတစ်ဖွဲ့တယ်ဆိုတာလည်းပဲဒါတတိုင်းပြည်လုံးရဲ့လိုအပ်ချက်အရာဖွဲ့စည်းတယ်လို့မြင်ရတယ်တော်တော်ကပြောတယ်လို့အောင်မြင်မှုတစ်ခုကိုထူထောင်တယ်လို့ပဲကိုကတော့မြင်တယ်ဒါတိုင်းပြည်ရဲ့2008ခြေခံဥပဒေရကြည့်မယ်ဆိုရင်ဒါလေးသူ့ရဲ့power sharing အဲ့ဒါလေးတွေကိုနော်ဟိုဖက်မြဒီဖက်မြ
ဆောင်ရွက်နေတဲ့အချိန်မှာဒီလက်ရှိကျွန်တော်တို့ရဲ့ပြည်သူလူထုပြည်သူအစိုးရရဲ့အောင်မြင်မှုတရားလို့ကျွန်တော်ကတော့မြင်တဲ့အတွက်ကြောင့်ဒါတော်တော်ကပြောတယ်လို့အမျိုးမျိုးမြင်တဲ့လူလို့ရှိရင်ရှိမှာပေါ့ဟိုဖတ်တော်ရဲ့ဖြတ်တန်းခဲ့ပိုးတဲ့ဥစ္စာလည်းတုံ့ပြန်ကြောဒီပါဖြစ်လာတော့လေဖတ်တော်ထင်းပါတော့အခုကတော့ဝင်ကြီးအဖြစ်ဖြစ်နေတော့ဝင်ကြီးအတွင်းမှာတော့အစိုးရအတွင်းမှာလည်းတိတ်တလောက်တော့ရှိတော့ဟိုညီညွတ်မှုတကယ်ရှိသလားဆိုတာလည်းဟိုကျေစတော့တော့မဟုတ်ဘူးရှိသလားအထိတ်မှာညီညွတ်မှုရှိသလားဆိုတာကိုကျွန်တော်တို့လွတ်တော်တဲ့မှာတော့အခုတော့ဟိုပေါ့အားလုံးကြည်ကြည်နက်နက်ရှိတယ်လို့ပဲထင်ပါတယ်ဘာလို့လဲဆိုတော့ဥပမာလိုချင်တဲ့လူရှိတယ်လို့တိတ်ပြီးတော့အဲ့ဒါရေးမကြည့်ဘူးလို့ထင်နေလို့ရှိမှဒီဝန်ကြီးဌာနအတိပြန်ဖွဲ့စည်းတဲ့ကိစ္စနေရာမှာရောဒါရီကတော့ဒီတအုပ်နဲ့တအုပ်မတူဘူးအခုလို့ဆရာတော်လွတ်တော်တဲ့မှာလည်းအားလုံးကြည်နက်ကြမယ်လို့ပဲထင်တယ်မြင်လဲမြင်တာပေါ့ပြီးလို့ရှိရင်ဒီအစိုးရဖက်မှာလည်းပဲသူကကြည်ကျင်တတ်ပဲခုတော့ရှိကြမယ်လို့ထင်တယ်လူထုအနေနဲ့လည်းပဲဒါအဲ့လိုပဲမြင်ကြမယ်လို့တော့ထင်တာပေါ့ဒါယာနှုံးပြည်ကြီးကမြင်တာတော့မဟုတ်ပေမဲ့လူနည်းစုကမြင်တဲ့ကိစ္စမှာအလုံးဖြစ်ဖြစ်စီစီဒါလည်းပဲလုတ်ထိုက်လို့လုတ်တဲ့ကိစ္စမျိုးတွေဖြစ်တဲ့အတွက်၆ကျေနပ်ကြမယ်လို့ပဲမြင်ပါတယ်ဟိုအရင်ကဒီဖက်တော်ရဲ့ဆုံးဖြတ်ချက်ဒီပေါ့နော်ပြည်နယ်ချင်းပြည်ဆွေးရကနေအကောင့်တွေပို့မှုအားနည်းတွေတိတ်အကြီးကိုဆောင်ရွက်မှုကအရင်အားနည်းနေဆိုတာဟောဘယ်လိုမှချက်ပေးခြင်းဒါတော့ရှိတဲ့အချိန်လဲရှိမှာပါဘယ်လိုပြောမလဲဆိုတော့ဒါဒီကအစိုးရဖက်မှာလည်းပဲတကယ်တမ်းပြောမယ်ဆိုရင်အစိုးရဝန်ကြီးဌာနလူငန်းတာဝန်ဒီဦးစီးဌာနတွေများပြီးတော့တကယ်ကိုဦးဆောင်တဲ့ဝန်ကြီးတွေကနဲတဲ့အတွက်ကြောင့်လူငန်းတွေဟာတော်တော်ကိုဟိုလူငန်းကဖိတာပေါ့ဗျာလူငန်းတွေကတော်တော်များတော့ဒါမဆောင်ရွက်နိုင်တဲ့ကိစ္စတွေလည်းရှိနိုင်တယ်အရေးကြီးဆောင်ရွက်ရမယ်အရေးပေါ်ဆောင်ရွက်ရမယ်ဟာစသည်အဖြစ်ရှိတဲ့အချိန်မှာတခါတလေဟောလွဲချိုသွားတဲ့ဟာလေးလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒါတွေကတော့ဟိုကိုတိုင်လုပ်ခဲ့တဲ့ဟိုလွတ်တော်မှလည်းဖြစ်ခဲ့လို့ပေါ့နော်ဒီလိုဖြစ်လာတော့ percentage နဲ့ဘယ်လောက်လူပြောလို့ရမလဲပါလဲ percentage ရခိုင်နှုန်းနဲ့ဘယ်လောက်ကျွန်တော်တို့ဒါအစိုးရလွတ်တော်ကလည်းဆုံးဖြတ်ထားတာကတော့ဒီဝန်ကြီးဌာနဒီဝန်ကြီးတရားပေါ့နော်တက်ဆိုင်ဝန်ကြီးတွေကလည်းအဲ့လောက်တော့အရေးယူပေးပါတယ်အဲ့လောက်တော့ဆောင်ရွက်ပေးပါတယ်ဆိုတာအတိကတော့သူတို့မဆောင်ရွက်ဘူးဆိုတဲ့နေရာမှာဒီဟွာဖို့တခါတလေပတ်ချက်ပေါ်မှာမူတည်ပြီးတော့ဒီအစိုးရလုပ်တဲ့ဝန်ကြီးဌာနဝန်ကြီးတွေကလည်းပဲပတ်ချက်ပေါ်မှာမူတည်ပြီးတော့ခွဲဝေရတော့ကိုကလိုချင်တာကဒီလမ်းရိုးလိုချင်တယ်ဒီစီမံကိန်းရိုးလုပ်ချင်တယ်ဒီအဆောက်အဦရိုးလုပ်ချင်တယ်ဆိုတဲ့အခါကျတော့အားလုံးယာနှုံးပြီးမရနိုင်ဘူးလေမရနိုင်တဲ့အခါအားမလို့အားမရတဲ့အပိုင်းတွေလည်းရှိကောင်းရှိနိုင်တယ်နော်အဲ့ဒါလေးတွေလည်းပါကောင်းပါနိုင်ပါတယ်ဆိုတော့အများကြီးဒီလောက်ပန်ခွင့်ကအများကြီးလုပ်သေးတယ်ဆိုတော့ပြည်နယ်ဘက်တော်မှာလည်းအဲ့ဒီလောက်ပန်ခွင့်ကလည်းအများကြီးလုပ်သေးတယ်ဆိုတော့ဆိုလိုတဲ့အတိတ်ပဲတော်တော်မှပြောတယ်လို့တချို့ကတော့ပြည်ထောင်စုရဲ့လုတ်ပိုင်ခွင့်ကိုကျွန်တော်တို့လှော့တော်ထဲမှာမင်းမြတ်တဲ့ကိစ္စတွေလည်းရှိတယ်ရှိတဲ့အခါကျဒီကအစိုးရဖွဲ့ကလည်းပဲလှော့တော်ကနေပြီးတော့ဒီဆုံးဖြတ်ချက်တွေကိုအစိုးရကိုပို့ရမှာအစိုးရကနေဒီဟွာဒီကိုဆုံးဖြတ်ချက်တွေပြည်ထောင်စုဆိုပြည်ထောင်စုကိုပို့ရမယ်ဆိုတော့ဒါဒီကအားမလို့အားမရဘူးဆိုတဲ့အပိုင်းတွေကလည်းပဲအကုန်လုံးကိုကျွန်တော်တို့ကမကြည့်နိုင်ဘူးဆိုတော့ဘယ်နေလို့တယ်ဆိုတာတော့မသိနိုင်ဘူးပေါ့နော်ဟို2010ကျော်ကိုကိစ္စမှာဟိုရုံဝင်ပြန်ဆက်ပြောင်းပြန်ဖို့အစီအစဉ်ရှိသလားဒီဘာဒီပြင်ဆင်နေတယ်ပေါ့ဘာမှတော့မပြင်ဆင်သေးပါဘူးဒါကျွန်တော်တို့ကဒီဟိုဒေါက်တာမျိုးညွန့်ပြောရေးဆိုခွင့်ရှိသူပါတီပြောရေးဆိုခွင့်ရှိတဲ့ဒေါက်တာမျိုးညွန့်ကနေအကုန်လုံးကိုတနိုင်ငံလုံးကိုကြီးညာပြီးသားပါဆိုတော့ဒါပါတီရဲ့ policy နဲ့ညီညွတ်မှုရှိမရှိပေါ်မှာလဲမူတည်မယ်ပြည်သူကကိုကြိုက်မကြိုက်ပေါ်မှာလဲမူတည်လိမ့်မယ်ဒါတော့ပါတီကနေပြီးတော့ဝင်ဆိုရင်ဝင်ရမယ်ခဏနာဆိုရင်လည်းနာရမှာပဲဒါကပါတီရဲ့ပါတီပေါ်မှာမူအထူးတစ်ချက်မူတည်လိမ့်မယ်အခုလိုချင်းပြတဲ့အတွက်ရည်ကြည်ဟုတ်ပါပြီဟုတ်ပါ